အဲ့မှာတိတ်မှာဒီမှာအင်းချင်းကုန်းကြောင်းကြီးပါအဲ့မှာဈေးဒီလည်းအများကြီးပါအဲ့မှာတိတ်မှာကိုတော်တို့ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိတ်ကိုဒါဗုဒ္ဓဘာသာမှန်တိတ်ဆိုရင်သိရပါတယ်နော်တိတ်ဆိုရင်သိရပါတယ်ဖုန်းကြီးကိုလည်းလုံးပါတယ်တခါမှနော်တော်လေးကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့မဖုန်းအောင်ကွဲပါတယ်ဒီမှာဝင်နေပေါက်ပြပါမယ်ဝင်နေပေါက်ဒီမန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တကာနဲ့တကာမှဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖက်နှက်ပါကျန်နေတယ်ဒီမှာဖက်နှက်တကာမရဲ့ဖက်နှက်ဒီကဝင်နေဒီမှာတိမ်ထဲမှာကာမဆက်ဆံပါတယ်နော်ဒီထဲမှာတန်ဖိုးရှိပစ္စည်းဘာမှမရှိတော့သူတို့ကာမဝင်ပြီးတော့ဆက်ဆံပါတယ်နော်မှန်တယ်တိမ်ကိုဖောက်တာနော်ခုနရဲ့တကာမရဲ့ဖက်နှက်ဟိုင်းမှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနေတက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနေတက်ပါဒီကတက်ပြီးတော့ဒီတော့လူတွေကြည်သေးတာထုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖက်နှက်ပါဒီမှာပါခုနတကားရဲ့တက္ကမရဲ့ဖုံးရုပ်လည်းလုံးပါတယ်နော်မန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းပါနော်မကိုတော့ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော့ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော့တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမသွားသေးပါဘူးရိုက်ကိုလွင့်ပြီးပြနေတာပါမသွားသေးပါဘူးမသွားသေးပါဘူးနော်ဟုတ်ကဲ့ဒီเจ้าမှာဖုန်းကြီးနှစ်ပါတယ်အန်တီရဲ့เจ้าရပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်